အားလုံးပဲမင်္ဂလာပါရှင်ရွှေမိတ်ရဲ့ကျွမ်း session လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ဗောနော်ချစ်ကကတဲ့အမေးအများဆုံးဖြစ်တဲ့ slide ပတင်းတကားလေးနဲ့အဖွင့်ပတင်းတကားလေးတွေကိုမိမိအိမ်နဲ့ live ဖတ်အောင်ဘယ်လိုနေရာမျိုးလေးတွေမှာရွေးချယ်တက်ဆင်ပါမလဲဆိုတာလေးကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင် UVPC ပတင်းတကားလို့ပြောလိုက်တာနဲ့ slide ပတင်းတကားနဲ့အဖွင့်ပတင်းတကားဆိုပြီးတော့နှစ်မျိုးရှိပါတယ်ရှင်အကယ်၍ဗောနော်မိမိရဲ့အိမ်ကရန်ကုန်မြို့လိုဗောနော်လူဦးရေအရန်ထူထပ်ပြီးတော့နေရာခက်ခဲတဲ့နေရာမျိုးတွေမှာစောင့်မယ်ဆိုရင်တော့ဗောနော်ဒီလိုမျိုးတိုက်ခန်းရဲ့အပြင်ဘက်ကိုဗောနော်ဒါပတင်းတကားဖွင့်လို့မရတဲ့အခြေအနေမျိုးလေးရှိတတ်ပါတယ်ရှင်ဒီလိုမျိုးလေးဆိုရင်တော့ဗောနော်ပေါ့ပေါ့ပပလေးနဲ့လုံးဝစိတ်ချရစေဖို့ slide ပတင်းတကားလေးကိုရွေးချယ်ပြီးတော့တက်ဆင်နေပါတယ်ရှင်ဒါမှမဟုတ်ဘဲနဲ့ခြံဝန်းကျယ်ကြီးနေဦးမှာအိမ်အကြီးကြီးကိုစောက်ရှင်နေဆိုရင်တော့အိမ်အကြီးကြီးတွေဗောနော်မျက်နှာตาလိုနေရာမျိုးတွေကြက်တည်ကန်းလိုနေရာမျိုးတွေမှာထဲထဲဝါဝါနဲ့ဗောနော်လှလှပပရှိစေမယ်အဖွင့်ပတင်းတကားလေးတွေကိုရွေးချယ်ပြီးတော့တက်ဆင်နေပါတယ်ရှင်အခုဆိုရင်တော့ slide ပတင်းတကားလေးနဲ့အဖွင့်ပတင်းတကားလေးတွေကိုဘယ်လိုနေရာလေးတွေမှာရွေးချယ်တက်ဆင်ရမလဲဆိုတာကိုသိသွားပြီလို့မျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ပတ်တွေမှာလည်းချက်ကကာရေးသိကျင်တာလေးတွေကို Q&A ဗီဒီယိုလေးနဲ့ဖြေကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သိကျင်တာလေးရှင်အောက်က comment လေးတွေမှာရေးခဲ့ပေးလို့ရပါတယ်ရှင် UVPC နဲ့ပတ်သက်လာရင်လည်းဘာပဲလို့ရွှေမိတ်တစ်ကိုသာသတိရလိုက်ပါရှင်ညီမကတော့ရွှေမိတ်ရဲ့ page admin ဝေပဲဖြစ်ပါတယ်ရှင်